င်းပြခွဖြစ်ပါတယ်ကျမနီးရနိုင်ဖြစ်ပါတယ်အခုလောလောဆယ်တရုတ်နိုင်ငံခွေကျုပ်ပြည်နယ်မှာအားကစားပြိုင်ပွဲတစ်ခုကိုကြီးကြီးကျယ်ကျယ်တောင်းတတဲကျင်းပခဲ့ပါတယ်အဲ့ဒီပြိုင်ပွဲကိုအစကတည်းကခွေကျုပ်ပြည်နယ်ရုံချမ်းခဲမှာပဲကျင်းပပါတယ်ဒေသခံရွာသူရွာသားတွေကအဓိကပါဝင်စီခဲ့ပါတယ်ကွန်ပျူတာပစ္စည်းကလည်းရုံချမ်းခဲရဲ့အထူးထွေကုန်ပစ္စည်းဖြစ်ပါတယ်နိုင်ငံအသီးသီးကလာတဲ့波လုံးဝါဒနာတွေကိုဆွဲဆောင်ခဲ့ပါတယ်အဲ့ဒီပြိုင်ပွဲကိုဘယ်လောက်ချီကောင်းတယ်လဲဆိုတာကျွန်တော်တို့ကအတူတူတွားကြည့်ရအောင်ဒီတစ်ခေါက်ကျဲလေ波လုံးပြိုင်ပွဲဟာကြီးကျယ်ခမ်းနားပြီးစိတ်စိတ်ကားကားတက်တက်နိုင်နိုင်ကျင်းပလေပါတယ်ဒီနေ့ညနေမှာတော့贵州တက်တိုကိုစလေဖွဲ့ဟာ江西上饶မြို့明显ဖွဲ့နဲ့ရှင်ပြန်မှာဖြစ်ပါတယ်已经来到了跑道上看到的就是来自于我们贵州大学的师生们大家用掌声欢迎贵州大学入场贵州တက်တိုကိုစလေဖွဲ့ကိုလိုက်ဂျီးရီးယားအမေရိကန်ပါကစ္စတန်လာအိုဗီယက်နမ်မြန်မာထိုင်းစတဲ့နိုင်ငံအသီးသီးကလာတဲ့ပညာတော်သင်တွေနဲ့ဖိတ်ဆေးထားတာဖြစ်ပါတယ်သူတို့ဟာကိုယ့်ရဲ့နိုင်ငံတော်အလံတွေကိုဝှေ့ယမ်းပြီး波လုံးကွင်းထဲကိုဝင်ရောက်လာကြပါပြီဒီ波လုံးအတင်းကနိုင်ငံတီးတီးရဲ့ရင်ကျမှုတွေကြွကြွဝဝပါဝင်နေတဲ့ဆိုပေါ်နေပါတယ်波လုံးအတင်းသားတွေဟာဘာသာစကားမျိုးမျိုးနဲ့波လုံးနည်းပညာကျွမ်းကျင်မှုနဲ့နည်းပြဟာစီစဉ်တွေကိုအချင်းချင်းဆွေးနွေးနေကြပါတယ်အင်္ဂလိပ်၊ပြင်သစ်၊အာရဗီစတဲ့ဘာသာစကားမျိုးမျိုးနဲ့ပြောကြပေမဲ့အချင်းချင်း刚刚နားလည်လိုက်ပြီးအပေးအယူမျှကြပါတယ်让世界共产文化现在入场的是来自于我们的张发辉张信黎粉队上饶မြို့明显波လုံးအတင်းသားတွေဟာ上饶မြို့ရဲ့နယ်ပယ်မျိုးမျိုးကလာတာဖြစ်ပါတယ်波လုံးကိုမျှလုံးသူတွေအချင်းချင်းပြင်မာလာပြီးစုစည်းမိကြတာဖြစ်ပါတယ်သူတို့ဟာနှွေးထွေးမှုတွေပြီးနဲ့မြက်ခင်းစင်းပေါ်မှာထူးခြားတဲ့အတွေ့အကြုံကိုဖော်ပြနေပါတယ်ဒီနေ့သူတို့တွေကကျွမ်းကျင်တဲ့波လုံးစွမ်းရည်တွေကိုယူလာတဲ့အပြင်ကျင်းတဲ့မြို့နယ်ရဲ့ဒရမင်းကျင်းမှုဖြစ်တဲ့ကံပြလာတွေထေလာပါတဲ့မိထေကျွေးတွေအရသာရှိတဲ့မိရှိတွေကိုပါဒီကိုယူလာပါတယ်瑞达邦多嘎，哎呀，大刚的米写过啥人？这么多页编每个继续阿贝加包。贵州တက္ကသိုလ်နိုင်ငံတကာကိုလည်းကိုယ်စားလှယ်အခုဝင်ဖြစ်တဲ့ပညာတော်တွေဟာစီနန်းမိဘပေါ်မှာလက်ရှိဟန်တွေကိုကြိုတင်လုပ်နေကြတာအခုကျမတို့ဟာမြင်ရပါတယ်။ပြည်တော်တွေလည်းသူ့နေရာမှာထိုင်နေကြပါပြီ။波လုံးကွင်းမှာ波လုံးအားကစားသမားတွေဟာတက်တက်ကြွကြွပါဝင်ပြီးကျွမ်းကျင်မှုများနဲ့အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုဖြင့်ပြီးထိုင်စွာပြန်ဆိုင်နေတာ။တကြင်ချင်းအောင်လို့ဖွဲ့တင်းမိုးလာကိုပြည်တော်တွေနေနိုင်ပြီးစိတ်လုံးရှားကြပါတယ်။သူတို့ဟာ波လုံးအားကစားသမားတွေအတွက်အင်းကြီးချိုးစုံအားပေးလိုက်ပါတယ်။အားပေးတဲ့ပုံတန်လက်ခေါ်ဩဘာတန်တွေရောပြီးအလုံးစီကားပါလေ။ကျမတို့ရဲ့သတင်းထောက်တွေကလည်းနိုင်ငံအသီးသီးကလာတဲ့ပညာတော်တွေကိုအင်တာဗျူးလုပ်နေပါတယ်။ကျမတို့အတူတူကြည့်ကြပါဦးရှင်你好，可以请问一下你叫什么名字吗？ကျွန်တော်နာမည်ကတော့အောင်နန်လို့ခေါ်ပါတယ်အောင်你来自哪个国家呢？ကျွန်တော်ကတော့မြန်မာနိုင်ငံကနေလာတာပါ你觉得现场的氛围怎么样？ဟုတ်တယ်ဒီပြပွဲကတော့ကျွန်တော်ထင်ထားတာထက်ကိုပိုပြီးမှကြည်ကောင်းနေပေါ့နော်ဒီဘလုံးပွဲဒီတကွန်းလုံးလေးပိတ်တာဒီအများကြီးတွေ့ရတယ်ပိုပြီးတည်တာထင်ရှားတာကတော့ဒီ data ရဲ့တိုင်းရင်းသားတွေရဲ့ဒီဘလုံးအပေါ်မှာစိတ်အားထက်သန်မှုတွေအများကြီးတွေ့ရတယ်ပေါ့နော်那你是第一次来春操吗？ဟုတ်တယ်ကျွန်တော်ကဒီပွဲကိုပထမဆုံးလာကြည့်ဖြစ်တာပါဟုတ်ကဲ့谢谢你ဟုတ်ကဲ့ကျေးဇူးပါ你好，同学，请问一下你来自哪个国家？我是来自越南的。From Thailand。缅甸，来自缅甸。我是越南人的，我来自越南。泰国的。泰国人的。ပြပွဲအဆုံးမှာတော့ခွေကျိုးတက်တော်နိုင်ငံတကာကိုလေကကျန်းသူကျန်းသားတွေဟာကျမတို့အတွက်ပြောင်းမြောက်တဲ့ပြပွဲကိုတင်ဆက်ပေးခဲ့ပါတယ်။တချင်ထဲမှာပဲယုံကျန်းခဲရဲ့ဒေတာခံရွာသူရွာသားတွေကလည်းခွေကျိုးတိုင်းသားရဲ့ခံရတဲ့အတူအပင်တွေကိုပြသခဲ့ပါတယ်။ကျင်းတဲ့波လုံးပြင်ပွဲကတရုတ်လူမျိုးတဲ့波လုံးအားကစားအပေါ်ထားရှိတဲ့ချီမြနှုံးမှုကိုကဘာကိုပြသနေပါတယ်။တချင်တဲ့မှာပဲ贵州ပြည်နယ်ကျေးရွာတွေရဲ့တိုးတက်ပြောင်းလဲမှုပြည်သူတွေရဲ့နှိမ့်စင်နေမှုဘဝရဲ့နှိမ့်ထွေးမှုနဲ့ရောင်စုံကျွမ်းနေတဲ့ယဉ်ကျေးမှုတွေကိုလည်းပြသနေပါတယ်။ဒါတွေကပြည်တွင်းပြည်ပပြည်သားတွေကိုတရုတ်တိုင်းရင်းသားရဲ့ထူးခြားတဲ့ယဉ်ကျေးမှုညှိလို့ဆွေးဆောင်မှုတွေကိုခံစားရစေပါတယ်။ယဉ်ကျေးမှုဖလှယ်ချင်းရဲ့ဖလှယ်ဖောင်းတစ်ခုဖြစ်တဲ့ကျေးလက်波လုံးပြင်ပွဲဟာတရုတ်ယဉ်ကျေးမှုပြင်ဖောက်ဖို့အတွက်အထောက်အပံ့ဖြစ်ပါတယ်။တချင်တဲမှာပဲနိုင်ငံတိတိကလာတဲ့波လုံးဝါဒလာရှင်တွေကိုပေါ်ပြီးဆေးဆောင်နေပါတယ်။အကျင့်အငယ်ပြင်ကြတဲ့ပြင်ပွဲနဲ့ရောင်စုံထောက်ပနေတဲ့ယဉ်ကျေးမှုတွေကိုအတူတူခံစားနိုင်ကြပါတယ်။အစီအစဉ်ဒီမှာပြီးနောက်တစ်ပိုင်းမှာပြန်လည်တွေ့ဆုံကြတာ